Adapt Squad Podcast က KT ပါအလုံးမှာကိုမန်နေဂျာကြောင့်မလို့တိုင်ပတ်နေပြီလား Morning ပါမက်ကီတီ Morning မှာကို David ဒီတစ်ပတ်ကျွန်တော်တို့ဘယ်ကောင်းစဉ်အကြောင်းပြောကြမလဲမက်ကီတီ ကျမတို့ဒီတစ်ပတ်ဒီကုမ္ပဏီရဲ့ငွေရေးကြေးရေးကိုလွဲသုံးစားလုပ်ပြီးတော့ကိုကျိုးရှာနေတဲ့ unethical leader တွေအကြောင်းပြောကြမလားကို David Okay ပါမက်ကီတီဆွေးနွေးကြပါပေါ့ဟုတ်မက်ကီတီရောအဲ့လိုမျိုးသူတွေကြုံဘူးလားဟုတ်ကဲ့ကျမ manager တွေထဲမှာတော့မကြုံဘူးပဲကျမလုပ်ခဲ့တဲ့ organization တွေထဲမှာတွေ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီလိုအလွဲသုံးစားလုပ်တဲ့ case တွေက level မျိုးမျိုးများဖြစ်နိုင်တယ်ပေါ့နော် manager level မှာလည်းဖြစ်နိုင်တယ် senior manager မှာဖြစ်နိုင်တယ် director level တွေပြင်ဒီအောက်ကဝန်ထမ်းတွေမှာလည်းဖြစ်နိုင်တယ်ဟုတ်တယ်နော်ဟုတ်နောက်တစ်ခုကဒီ case က serious ဖြစ်တယ်ပေါ့နော်ကျန်တဲ့ကျမတို့ရှေ့မှာပြောခဲ့တဲ့ manager တွေထက်ကိုဒါကရာဇဝတ်မှုတောင်မြောက်တယ်ပြောလို့ရတယ်ဟုတ်ကဲ့ကျမတွေ့ဘူးတဲ့ case ကတော့ senior manager တယောက်ပေါ့နော်သူကဘာလဲဆိုတော့ဒီ senior manager ဖြစ်တဲ့လျောက်သူ့ရဲ့ department ရဲ့ဒီအသုံးစရိတ်တွေပေါ့အကုန်လုံး capex opex ဒီ expense ဒါတွေအကုန်လုံးသူ control လုပ်ရတယ်လုပ်ရတဲ့ခါကျတော့ဒီစရိတ်တွေအကုန်လုံးကသူကစိတ်ကြိုက်ချဲလှယ်လို့ရနေတာပေါ့ဟုတ်လားအဲ့ဆိုသူ့ရဲ့ data ရောဒီ invoice တွေကို review မလုပ်ဘူးလားအဲ့မှာတခုရှိတာကိုဒီအဲ့လိုလူတွေကလူတွေအမြင်မှာအထင်ကြီးအောင်လူလေးစားအောင် image ကောင်းအောင်သူတို့ကနေတတ်တယ်အဲ့တော့မသိတဲ့လူဆိုရင်သူ့ကိုကြည့်လိုက်ရင်ရုပ်ကလည်းဖြောင်းနေသေးတယ်လေးစားတယ်ပေါ့အဲ့လိုပေါ့တော်တယ်ပေါ့ sharp လည်းဖြစ်တယ်အဲ့တော့သူ့လူကြီးကလည်းသူ့ယုံထားတယ်ဒီလူကကြည့်ပြီးကျွန်တော် approve လုပ်လိုက်ပြီလို့ပြောလိုက်ရင်လိုက်ပြီးတော့ဒီ director level ကတော့အသေးစိတ်လိုက်မစစ်တော့ဘူးပေါ့ तू က approve လုပ်ပေးလိုက်တာပေါ့ဒါပေမဲ့ပြဿနာဘယ်ချိန်မှာဖြစ်လဲဆိုတော့ဒီလူရဲ့အောက်ကဝန်ထမ်းပေါ့ဒီအောက်ကဝန်ထမ်းတွေကじゃဘာလုပ်ရတာလဲဆိုတော့ဒီ invoice တွေသူထုတ်ထားတဲ့စရိတ်တွေဒါတွေအကုန်လုံးဟို system တွေထဲမှာထည့်ရတာရှိတယ်နောက်လူကြီးလက်မှတ်လိုက်ရတာရှိတာပေါ့အဲ့ခါကျတော့တဖြည်းဖြည်းနဲ့တချို့ကိစ္စတွေကနည်းနည်းအောက်ကဝန်ထမ်းသတိထားမိလာသတိထားမိလာဆိုတော့ဘယ်လိုလဲဆိုတော့တချို့ဒီအသုံးစရိတ်တွေကရုံးနဲ့မဆိုင်ဘူး personal ကိစ္စတွေသုံးထားတာဒါမျိုးတွေတွေ့တဲ့ခါကျတော့ဒီဝန်ထမ်းကသွားပြီးတော့သူ့ကိုမတိမတာနဲ့တိခောက်ကြည့်တာပေါ့နော်ဒီစရိတ်ကဘာလဲမသိဘူးပေါ့ဒီ invoice ကဆိုတော့ပြောတဲ့အချိန်မှာ तू ကခက်တီတီပဲအေးသမီးရတယ်ဘာမှမဖြစ်ထည့်လိုက်ပေါ့အဲ့ invoice ဟုတ်လားတော်တော်မျက်နှာပြောင်းနေလူပဲနော်ဟုတ်တယ်အဲ့လိုလူတွေကမျက်နှာပြောင်းတယ်ပေါ့ဆိုတော့နောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့များလာအဲ့လိုတွေကများလာတော့ဝန်ထမ်းကို तू က1 to 1တွေ့တဲ့ချိန်မှာဘာတွေပါပြောလာလဲဆိုတော့နည်းနည်းမတိမတာချိန်ချောက်တာပေါ့ဟိုနောက်တလူလိုပါလို့တော့ ਨੇ ပေါ့ညီကိုငါဘလို့လောက်ခန့်ခဲ့တာနော်လို့ပါတော့ဒါကဘာလဲဆိုတော့ဟိုသူ့ကိုတိုင်လိုက်ရင်ပဲအလုတ်ပြုတ်သွားနိုင်တယ်ဒါမှမဟုတ်လေကြည့်မှာသူ့အပြစ်ကကို့အပြစ်ဖြစ်သွားမယ်ပုံစံမျိုးတွေဒါလုတ်မဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဝန်ထမ်းအနေနဲ့ဂျင်းတဲ့ချက်ထဲရောက်နေပြီသူဘလို့လောက်ရမလဲပေါ့ဆိုတော့ကိုဒေးဗစ်ကအဲ့လိုအခြေအနေမျိုးဆိုရင်ဝန်ထမ်းကိုဘလို့အကြံပေးမလဲပေါ့နော်အဲ့မို့ဒီလိုမျိုးလူကြီးနဲ့ဟိုတွဲလို့ရတဲ့လူတွေကမှန်တကယ်တော့တော်တော်တော့သတိထားလိမ့်မယ်ဗျဘာလို့ဆိုတော့အခက်မသိရင်လေအမှုတွဲတဲ့ပါမယ်ကိစ္စဖြစ်နေအောင်နော်ဟုတ်တယ်ဆိုတော့ကျွန်တော်အကောင်းဆုံးကြံပေးချင်တာတော့ဗျာဒီ document တွေကိုအမှတ်တမ်းအတိအကျထားတင်တယ်သိရမလားဘာလို့ဆိုတော့အဓိကအလွဲသုံးစားလုပ်ထားတဲ့တက်တည်အထောက်ထားတွေဥပမာခုနပြောတဲ့ invoice တို့ပါတို့နော်နောက်ကျွန်တော်တို့ဒီ unethically ဒီ communicate လုပ်ထားတဲ့ email တို့ပါလို့ရှိမယ်ဗျာဟုတ်တယ်မလားနောက်ကျွန်တော်တို့ရုံးလေးမှာတုံးတယ် tin channel message တွေရှိမယ်ဆိုတော့ဒါမျိုးတွေကိုတည်တည်ချာချာလေး record လုပ်ထားရမယ်အဲ့ဒီမှာဒီအလွဲသုံးစားလုပ်ဖို့သူဆုံးဖြတ်ချက်ချထားတဲ့ decision record ပေါ့ခုနလိုမျိုးပေါ့နော်တမိရထဲလိုက်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒီ decision record တွေအရေးကြီးဆုံးပဲဒါတွေကိုလက်သေးချ record လုပ်ထားရမယ်ဗျာပြီးရင်ကျွန်တော်အဲ့ဒီ record တွေကိုဒီသက်ဆိုင်ရာ channel ကနေပြီးတော့ report တင်ရမယ်ဗျာဥပမာဘာပြောချင်တာလဲဆိုတော့ဒီသက်ဆိုင်ရာ channel ဆိုတော့ဒီရုံးတွေမှာ compliance ဌာနတွေရှိတယ်compliance ဌာနမရှိတဲ့ဟာဆိုရင်ကျွန်တော် HR ရှိမယ်ဗျာဆိုတော့သူတို့ဒီဌာနတွေကိုတက်တည်နေတကွာကျွန်တော်တို့က report စောစောစီးလုပ်တင်တယ်ဆိုတော့အဲ့လိုလုပ်ထားခြင်းအဖြစ်ကိစ္စကြီးငယ်တစ်ခုခုဖြစ်လာခဲ့ရင်ကိုဗျာကာကွယ်ရရောက်တယ်ဗျာနော်အဲ့ဒီဝန်ထမ်းဟိုနောက်ဆုံးဗျာဥပမာကိုကတော့ report လုပ်တယ်နော်သက်ဆိုင်ရာ channel report လုပ်သည့်တိုင်အောင်ဒါကြီးကဆက်ဖြစ်နေသေးရေပေါ့နော်မပြောင်းလဲဘူးပေါ့ဗျာအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုအခြေအနေမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့ဒီ action ယူရမယ့်ဟာကိုမယူတာမျိုးလည်းဖြစ်နိုင်တယ်လို့တချို့ကြတော့လေဒီယူဖို့စဉ်းစားနေတယ်သို့ပေမဲ့ဒီကုမ္ပဏီရဲ့ email ကိုကြာမှကြောက်တယ်ဗျာနော်အပြင်ကိုပေါက်သွားတာမျိုးပေါ့နော်ဒီကုမ္ပဏီကဒါမျိုးဖြစ်နေဆိုတဲ့ဟာမျိုးကြောက်တဲ့အတွက်အဲ့လိုမျိုးဖြစ်မှာဆိုတဲ့အတွက်ဒီသူက internally ပဲဖြည့်ရှင်းနေရမျိုးရှိတယ်ဗျာ
ဆိုတော့အဲ့လိုကာလမှာဒီ operation ရဆက်သွားနေရလေနော်ဆက်သွားနေရဖြစ်တော့ကိုကလည်းအဲ့ထဲမှာပါနေတယ်လို့ဖြစ်နေတာပေါ့နော်ကိုယ်တိုင်တော့ရနေတာမဟုတ်ဘူးဗျာသိရမလားဒါပေမဲ့ကိုကသူ့အောက်ကဖြစ်နေတဲ့အတွက်ခုနပြောသူဒီစရင်းတွေ register လုပ်တာသူကလုပ်နေရလေနော်ပြီးရင်ဒီလက်မှတ်လိုက်တာတွေလည်းသူကလိုက်နေရလေနော်ပြီးရင်နောက် email တွေလည်းကိုယ့်နာမည်ကြီးနဲ့ထွက်နေရရှိမယ်ဗျာဆိုတော့အဲ့လိုအချိန်မှာတခုခုဖြစ်လာခဲ့ရင်ဒီခုနဝန်ထမ်းကိုပါထိခိုက်လာနိုင်တယ်ဗျာနော်အမှုတွေဖြစ်လာခဲ့ရင်လည်းကိုယ်ပါအနေနဲ့ရှိလာနိုင်တယ်နော်ဆိုတော့အဲ့လိုမျိုးအခြေအနေရောက်လာပြီဆိုရင်တော့ကျွန်တော်အနေနဲ့အကောင်းဆုံးအကြံပေးချင်တာဒီ exit strategy အနေနဲ့အများဆုံးအဲ့နေရာနေပြီးတော့ထွက်ဖို့လိုမယ်လို့ကျွန်တော်တို့ထင်တယ်မကေပြီဟုတ်တယ်နော်အဲ့တော့ဒီလိုမျိုး unethical leader နဲ့လှုပ်ရတဲ့အချိန်မှာဒါကိုကကြိတ်ပြီးတော့တယောက်တည်းခံနေစရာမလိုဘူးပေါ့ပြောစရာရှိရပြောမယ် evidence ခိုင်ခိုင်လုံနဲ့ပေါ့နော်အဲ့လိုမျိုးမှမရဘူးဆိုရင်တော့ဒါကိုယ့်ကိုပါထိခိုက်လာနိုင်တဲ့အခြေအနေဆိုရင်ကိုလည်းတခြားလုပ်ပြောင်းတဲ့အချိန်မှာတော့ဒါကိုယ့်ရဲ့ reputation မှာထိပဲပေါ့နော်ထိနိုင်တယ်အဲ့လိုမျိုးတွေမဖြစ်အောင်နောက်ဆုံးမရတဲ့အဆုံးတော့ကိုဘယ်လိုဒီနေရာကနေခွာမလဲဆိုတဲ့ဟာမျိုးစဉ်းစားပြီးတော့ကျွန်တော်လုပ်တဲ့နေချက်နဲ့ဟုတ်တယ်ဟုတ်အဲ့တော့ဒီ podcast နားထောင်နေကြတဲ့လူတွေရောဒီလို manager တွေကြုံခဲ့ဘူးလားပေါ့နော်ကြုံခဲ့ဘူးရယ်ဆိုရင် experience တွေ comment မှာ share ပေးခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။အဲဆိုရင်ကို David နောက် podcast မှာပြန်တွေ့ကြပါမယ်။ဟုတ်ကဲ့ပါနောက် podcast မှာပြန်တွေ့ပါမယ်။